မြန်မာပြည်ရဲ့အလဲဗဟိုနားမှာတည်ရှိတဲ့ရှမ်းပြည်နယ်ရက်စောက်မြို့မှာမြေအောက်ကနေစီးဆင်းလာတဲ့ရေအေးစမ်းကြီးတွေနဲ့ပတ်ဝန်းကျင်အလားကတင့်ကိုဖန်ဆားနိုင်မှာပါဒီနေ့တော့ကျွန်တော်တို့ရက်စောက်ရဲ့ပထူးဆန်းကိုတွားရောက်လေပတ်ကြရအောင်ပထူးဆန်းဆိုတာရက်စောက်မြို့နယ်ပထူးတက်မြို့ထဲမှာရှိတဲ့ဘာဝရီအေးစမ်းကြီးတစ်ခုပါဒီနေရာကိုဘုံမူကြီးပထူးကိုဂုံပြုတ်ပြီးမှဲ့ခေါ်ထားတာပါအရင်တုန်းကတော့ဒေသခံတွေကရေထွက်ဦးလို့ခေါ်ကြတယ်ဒီစမ်းရေဟာဘယ်တော့မှမခန်းချောက်ဘူးလို့ဒေသခံတွေကယုံကြည်ကြပါတယ်ကြည်လင်အေးမြတဲ့ရေပြင်နဲ့စိမ့်ဆုံနေတဲ့ပတ်ဝန်းကျင်ကစိတ်ကိုကြည်လင်စေပါတယ်ပထူးဆန်းရဲ့အလှပနောက်ဖွယ်မှာတိတ်ပံလေးကြရှိုးဝက်ချက်တစ်ခုရှိပါတယ်ဒီဒေတာဟာထုံးကြောက်မြေမျက်နှာတွင်ကြီးမျိုးစားပါမြေအောက်ကထုံးကြောက်ရွာကိုလေးကိုရေတွေဆင်းနေတယ်ဒီပေါင်းများစွာတိုက်စားမှုတွေကြောင့်မြေအောက်မြစ်တွေဖြစ်ပေါ်လာပါတယ်အဲ့ဒီကနေရေတွေဟာမြေပြင်ပေါ်ကိုဆင်းရည်ဖြစ်ပန်းထွက်လာတာပါဒီရေတွေဟာမြေတန်းကြည်လင်အေးမြတ်နေပြီးထုံးသက်ကြွယ်ဝလို့ရေပြာရောင်တို့မဟုတ်စိမ့်ပြရောင်တန်းနေတာတွေ့ရမှာပါဆန်းနဲ့မလန်မကန်းမှာအင်းကောင်းကန်ဆိုတဲ့တဘာဝကန်ကြီးတစ်ခုလည်းရှိပါတယ်ဒီကန်နဲ့ဆန်းရည်ဟာမြေအောက်ရေကြောတစ်ခုတည်းကနေဆက်ဆက်နေတယ်ဒေသခံတွေကပြောကြပါတယ်ကန်ထဲမှာနားမျိုးစုံလည်းရှိပြီးနားလို့ပွဲတွေလည်းမကြာခဏပြုလုပ်လေးရှိပါတယ်ဆန်းကိုလာရောက်လေပတ်ရင်ရေအေးအေးလေးထဲမှာရေပူးပြီးအပန်းဖြည့်နေပါတယ်နေရာဒီဆိုရင်တော့ထူစီကားပြီးစီကားတဲ့နေရာတစ်ခုပါခေရှူတော်တွေရဲ့ဘာဝအလှတရားတွေကလည်းစိတ်ကိုကြည်လင်လန်းဆန်းစေပါတယ်ဒီနေ့တော့ရက်စောက်မြို့ရဲ့ပါထူးဆန်းအကြောင်းကိုတင်ဆက်ပေးခဲ့ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ vlog တွေကိုနောက်ထပ်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ channel like share follow လုပ်ဖို့မမေ့ပါနဲ့နောက်ထပ်ဘယ်နေရာတွေကိုတွားရောက်လဲပတ်စေချင်လဲဆိုတာ comment မှာရေးခဲ့ပေးပါဦး bye bye